စိတ်ဆက်မင်္ဂလာပွဲမှာစူပြည့်တစင်ကိုဟိဝိယံမိသားစုကတင်တောင်းတဲ့အံ့အားသင့်စရာတန်ဖိုးကြီးရတနာများအောက်တိုဘာလ17ရက်နေ့မှာတော့ဟိဝိယံနဲ့စူပြည့်တစင်တို့ရဲ့စိတ်ဆက်မင်္ဂလာပွဲခမ်းနားကိုကျင်းပခဲ့တာပါအဆိုပါမင်္ဂလာပွဲခမ်းနားကိုတော့နှစ်ဖက်သောတိုင်ဝမ်မိဘဆွေမျိုးတွေအနုပညာရှင်တွေများစွာလာရောက်ချီးမြှင့်ခဲ့ကြတာပါအဆိုပါမင်္ဂလာပွဲခမ်းနားမှာတော့စူပြည့်တစင်ဟာပန်းရောင်ဝတ်စုံနဲ့အတူတန်ဖိုးကြီးစိန်လဲဆွဲကိုဆင်မြန်းထားတာပါဒီလိုစုပြည့်တစင်ကလှနေလို့ချီကျူးခံနေရတယ်လို့ဟိဝိယံတို့ဘက်ကစုပြည့်တစင်ကိုတင်တောင်းတဲ့ခန်းဝင်လက်ဝတ်ရတနာပစ္စည်းတွေကလည်းယူလောက်စရာဖြစ်ပါတယ်။တချို့သောသတင်းတွေအရတော့ဟိဝိယံတို့ဟာစုပြည့်တစင်ကိုစိန်90စာဗရမများ30စာ3,500ကျော်တန်မာစီတီကား3စီFire EV ကားတစ်စီးဖြင့်ရွှေတောင်ကြားလမ်းမှာအမေရိကန်ဒေါ်လာတန်100တန်တိုက်ကြီးတစ်ဆောင်နဲ့တင်တောင်းခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ဒီလိုစုပြည့်တစင်ကိုဟိဝိယံတို့ဘက်ကတန်မိုးထားတင်တောင်းတာကြောင့်လေစုပြည့်တစင်ရဲ့ဝမ်းခွဲအမှအကြီးဆုံးဖြစ်တဲ့စုမြတ်သူဆောင်ကဟိဝိယံတို့ဘက်ကသူမတို့ရဲ့ညီမအငယ်ဆုံးလေးကိုတန်မိုးထားတင်တောင်းပေးလို့ကျေးဇူးတင်ကြောင်းဟိဝိယံတို့မိသားစုနဲ့ဆိုရင်သူမရဲ့ညီမလေးစုပြည့်တစင်ကိုသဘောတူပါတယ်လို့မိသားစုကိုစားမင်္ဂလာစကားပြောကြားခဲ့တာဖြစ်ပါတယ်။ပရိသတ်တွေကရောဟိဝိယံကအခုလိုတန်မိုးကြီးလက်ဝတ်ရတနာတွေနဲ့တင်တောင်းခဲ့တဲ့အပေါ်မှာမိမိတို့အမြင်ကိုပြောသွားကြပါအောင်ရှင်။